match တကယ်ကိုကြည့်ရှုနေကြတဲ့အားကစားဝါရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါမင်းညကပေါ့နော်ဒါဥရောပချန်ပီယံစ်လိပြိုင်ပွဲကြီးရဲ့ဒါပထမအကြော့ဒါပွဲစဉ်တွေရဲ့ဒါပထမနေ့ပွဲစဉ်တွေဖြစ်ပေါ့နော်ဒါပွဲစဉ်နှစ်ပွဲရှိမှကစားခဲ့ပြီးတော့အဲ့ဒီမှာကျွန်တော်ဒါအာဆင်နယ်တင်ကရီယယ်မက်ဒရစ်တင်ကို3ဂိုးရှိဆိုရရလာနဲ့နိုင်ရရှိခဲ့ပြီးတော့ဒုတိယပွဲစဉ်အပြစ်ဒါဘိုင်မြူနစ်အတင်းနဲ့အင်တာမီလန်အသင်းတို့ရှိမှကစားခဲ့ပြီးတော့အင်တာမီလန်အသင်းကဒါအဆုံးသတ်တေချာမှုတွေနဲ့အတူ2ဂိုး2ဂိုးဆိုရရလာနဲ့ဒါအနိုင်ရရှိခဲ့ရလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါဒီနေ့ညဒီကနေ့ညမှာပေါ့နော်ကျွန်တော်ဒုတိယနေ့ပွဲစဉ်တွေအဖြစ်ရှင်းပြကစားတော့ရှိပြီးတော့ဒါဒုတိယနေ့ပွဲစဉ်တွေမှာတော့ကျွန်တော်ဘာစီလိုနာအသင်းနဲ့ဘရူရှာဒေါမွန်အသင်းတို့ဒါရှင်းပြကစားမှာဖြစ်ပြီးတော့နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ်ဒါ PSG အသင်းနဲ့ Aston Villa အသင်းတို့ရဲ့ဒါရှင်းပြသွားမယ့်ပွဲစဉ်တွေလည်းရှိပါတယ်ကျွန်တော်ဒီအသင်းနှစ်သင်းရဲ့ပွဲစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲအချိန်မှာဒါတစ်ချိန်နဲ့တစ်ပြိုင်နက်ထဲမှာရှင်းပြကစားမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေတဲရမှာပေါ့နော်ဒါကျွန်တော်အနေနဲ့ဒါဘာစီလိုနာတင်နဲ့ဒါဘရူရှာဒေါမွန်အသင်းတွေဒါပွဲသုံးသက်ချက်လေးနဲ့စားလိုက်ကြအောင်နော်ကျွန်တော်ဒါဒီအသင်းနှစ်သင်းရဲ့ဒါပွဲအကြောင်းကိုပြောခင်ဒါဒိုင်ယာရလူချင်းကိုတစ်ချက်ကြည့်ရမယ်ဆိုတော့ပြင်ဒါဘာစီလိုနာအသင်းမှာဆိုရင်ဒါကိုသမားနေရာမှာဒါတာစတင်ကန်ဒီကိုသမားဒိုင်ယာရှိနေပြီးတော့ပြီးလို့ရှိရင်ဒါဒန်နီအော်မိုဒီဒန်နီအော်မိုဆိုတဲ့ဒါကွင်းလက်ကစားသမားလည်းဒိုင်ယာတက်နာလည်းရင်ဆိုင်ရလည်းရှိတယ်ပြီးလို့ရှိရင်ဒါကာဆာဒိုတို့ဘာနယ်ဆိုင်ဒီကစားသမားတွေကဒါဘာစီလိုနာအသင်းနဲ့ဒီပွဲစဉ်မှာပေါ့နော်ဒါဒိုင်ယာတက်နာကြောင့်လွဲချော်မှုရှိနေပြီးတော့တစ်ဖက်ကဘရူရှာဒေါမွန်အသင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒါကွင်းလက်ကစားသမားဖြစ်တဲ့ဆာဗစ်စာလည်းဒါဒိုင်ယာတက်နာကြောင့်မလို့ဒါဒီပွဲစဉ်မှာလွဲချော်မှုရှိပြီးတော့ကျွန်တော်ဒါနောက်တစ်ယောက်ကတော့ဒါနီကိုရှော့ဘတ်ဒီနောက်ခံစားသမားကလည်းကျွန်တော်ဒီပွဲစဉ်မှာဒါဒိုင်ယာတက်နာကြောင့်မလို့ဒါလွဲချော်သွားနိုင်တဲ့ဒီခါမျိုးမှာရှိတယ်ပြီးလို့ရှိရင်ဒါBrighton အသင်းကနေပြီးတော့တောင်းရှိလာခဲ့ဒါ Pascal Gross ဒီကစားသမားလေးဒါဒိုင်ယာတက်နာကြောင့်မလို့ဒီပွဲစဉ်မှာထပ်ပြီးတော့လွဲချော်မဲ့အခါမျိုးမှာလည်းရှိပါတယ်ကျွန်တော်ဒီအသင်းနှစ်သင်းရဲ့ပေါ့နော်ကျွန်တော်ဒါအရင်ထိတိုက်တုပ်ဆုံမှုတွေကိုချက်ကြည့်ရမယ်ဆိုတော့ဒီအသင်းနှစ်သင်းကကျွန်တော်ဒါအုပ်စုဒါပွဲစဉ်မှာတော့လေဒါ group phase တုန်းကလည်းဒါတုပ်ဆုံမှုရှိခဲ့ပြီးတော့အဲဒီတုန်းကကျွန်တော်ဒါ Borussia Dortmund အသင်းအိမ်ခွဲဂျာမနီမြို့မှာကစားခဲ့ပြီးတော့ဘာစီလိုနာအသင်းက3ဂိုး2ဂိုးဆိုရရလာနဲ့ဒါအနိုင်ရရှိခဲ့ရလည်းဖြစ်ပါတယ်တော်တော်လေးအကျိတ်နဲ့ရှိခဲ့နော်3ဂိုး2ဂိုးနဲ့ဒါဘာစီလိုနာအသင်းအနိုင်ရရှိခဲ့တယ်ကျွန်တော်လည်းအပြင်ကိုထပ်ကြည့်ရမယ်ဆိုတော့ပြင်ဒါ2019ခုနှစ်တုန်းကဒါ Champions League ပြိုင်ပွဲမှာပဲနော်ကျွန်တော်ဒါအုပ်စုတမှာကြာရောက်ခဲ့ပြီးတော့အဲ့တုန်းကဒါဘာစီလိုနာအသင်းကဒါပထမအကျော့သူတို့ရဲ့အိမ်ခွဲမှာ3ဂိုး2ဂိုးဆိုရရလက်နဲ့နိုင်ရရှိခဲ့ပြီးတော့ဒုတိယအကျော့ဖြစ်ကစားခဲ့တယ်ဘရူရှာဒေါမွန်အသင်းအိမ်ခွဲမှာတော့ဒါဂိုးမရှိသေးရလက်နဲ့ဒါပွဲပြီးဆုံးခဲ့တယ်ဆိုတော့ကျွန်တော်ဒါထိတဲ့တုဆုံမှုတွေကိုချက်ကြည့်ရမယ်ဆိုတော့ပြင်ဒါဘာစီလိုနာအသင်းကအနေနဲ့အသာစီးရရှိနေတဲ့အနေအထားမျိုးမှာလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒါဒီအသင်းနှစ်သင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုချက်ကြည့်ရမယ်ဆိုတော့ပြင်ဒါဘာစီလိုနာအသင်းကဘေးဘတ်တက်နဲ့ကန်ခဲ့ပြီးတော့ဒါတစ်ဖက်ကိုတကူဆိုတဲ့ရလက်နဲ့ဒါပေရလက်ထွက်ပေါ်ခဲ့တယ်ကျွန်တော်ဒါတစ်ဖက်ကဘရူရှာဒေါမွန်အသင်းနေနဲ့ဒါတော်တော်လေးကိုဒါနီးပြအပြောင်းလေးပြုလုပ်ပြီးနောက်ပိုင်းမှာဒါခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်လာတယ်လို့ပဲဆိုရမှာမသိဘူးเนาะကျွန်တော်ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာဒါကိုပြတ်နိုင်ရရှိထားတယ်ဒါတစ်ပွဲကို4ဂိုး2ဂိုးတစ်ပွဲ3ဂိုး2ဂိုးမဆိုးပေါ့เนาะဒါကိုပြတ်ခြေပြတ်နဲ့ဒါနိုင်ရရှိထားဖြစ်တဲ့အတွက်ဒီဘာစီလိုနာအသင်းရဲ့ကစားမဲ့ပွဲစဉ်မှာလည်းသူ့ရဲ့ဒါပုံစံကောင်းကိုဒါဆက်ထိန်းပြီးတော့အခြေခံကောင်းတွေကိုပြသလာမယ့်အနေအထားမျိုးမှာလည်းရှိပါတယ်ကျွန်တော်ဒါဘာစီလိုနာအသင်းရဲ့ဒါပေါ်ထွက်လာနိုင်ခြေရှိတဲ့ကစားသမားတွေကိုချက်ကြည့်ရမယ်ဆိုတော့ဒါဂိုးသမားနေရာမှာတော့တေချာပေါက်ဒါဆန်စန်နီကိုပဲသုံးရမယ်ပြီးရှင်ဒါနောက်ခံကစားသမားနေရာမှာဆိုရင်ဒါညာနောက်ခံကစားသမားနေရာမှာဒါကွန်ဒေကိုပဲအသုံးပြုလာမယ်ပြီးလို့ရှိရင်ဒါဆန်နာဘက်တစ်ယောက်နေရာမှာရာဟိုနဲ့ဒါကက်စပါရီဒီကစားသမားနှစ်ယောက်ကိုအသုံးပြုလာပြီးတော့ဘယ်ဘက်ချက်မှာအသေးချာပေါက်ဘလိတ်ကိုသုံးမယ်ပြီးရှင်ဒါကွင်းလေ3ယောက်နေရာမှာဘာလို့ကျွန်တော်ဒါသူကဘာစီလိုနာအသင်းကတပည့်ပစ်ဖို့ကိုဒါအသေးဖြစ်တာကြောင်းမလို့ဒီတပည့်ပစ်ဖို့နေရာမှာဖရန်ကီဒီယောင်ကိုလည်းသုံးလို့ရပြီးတော့တစ်ဖက်ဖရန်ကီဒီယောင်ကိုသုံးမယ်ဆိုလို့ရှိရင်ဒါတစ်ဖက်မှာပတ်ဒရီကိုသေချာပေါက်သုံးဒါမှမဟုတ်လို့ဆိုလို့ရှိရင်ကျွန်တော်ဒါပတ်ဒရီနဲ့ဂါဗီကိုသုံးမလားဒါမှမဟုတ်လို့ရှိရင်ဒါဖရန်ကီဒီယောင်နဲ့ဂါဗီကိုသုံးမလားအဲ့လိုမျိုးဒါနီးပြ hasty flat အနေနဲ့တစ်ချက်ဒါဆုံးဖြတ်သွားဖို့ရှိပြီးတော့ဒါ attacking midfield နေရာမှာကတော့ကျွန်တော်ဒါဂါဗီကိုလည်းသုံးလို့ရလို့မျိုးပဲနောက်ထပ်ဒါ Fermin Lopez ဆိုတဲ့ဒါလူငယ်ကစားသမားတွေလည်းအသုံးပြုလို့ရတယ်ဒါတော့ကျွန်တော်ဒါ need hasty play ဒါသူဘယ်လိုပေါ်ထွက်လာခြင်းလဲဆိုတာပေါ့မူတည်ပြီးတော့အလှည့်ပြောင်းနေများစွာပြုလုပ်လို့ရတဲ့ခံမျိုးမှလည်းရှိတယ်ကျွန်တော်ဒါ attacking 3ယောက်ကိုကြည့်အောင်ဆိုတော့သေချာပေါက်ဒါအခုလက်ရှိချိန်မှာဒါဘာစီလိုနာအသင်းမှာတော်တော်လေးကိုခြေစွမ်းကောင်းနေပြသနေတယ်ဒါလာမေယာမဲရဲ့ Robert Lewandowski ရဲ့ဒါဘယ်ဘက်ချမ်းမှာကတော့ Rafinha ဒီကစားသမား3ယောက်ကိုတော့ဒါသေချာပေါက်ပေါ်ထွက်လာဖို့အခြေအနေမျိုးမှာရှိတယ်ပေါ့နော်တစ်ဖက်ကကျွန်တော်ဒါ Borussia Dortmund အသင်းဘက်မှာလေဒါသူ့ရဲ့အဓိကကစားသမားအများစုနဲ့ပဲပေါ်ထွက်လာဖို့ရှိပြီးတော့ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါသူ့ရဲ့အဓိကကစားသမားဖြစ်ကြတဲ့ Gurase တို့ပြီးလို့ရှိရင်ဒါ Julian Brad တို့စတဲ့ဒီကစားသမားတွေကိုပါအနာပေးခဲ့တဲ့အထိပေါ့နော်ဒါ
ခြေမျိုးတွေမှာရှိခဲ့တာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတေချာပေါက်ယူဆုံးတက်ဆုံနဲ့ဒါဘာစီလိုနာအသင်းကိုရှင်ပြိုင်သွားမယ့်အနေအထားမျိုးမှာရှိတယ်ဒါကြောင့်ဒါဒီဘရူရှာဒေါမွန်တင်မှာဆိုရင်ဒီထားမဲ့ကစားသမားတွေကဒါတိုက်စစ်ကစားသမားတွေဖြစ်တဲ့အဒီယာမီတို့ပြီးလို့ရှိရင်ဒါဂျူလီယန်ဘရက်တိုက်စစ်မှုဂရာစီအပြီးရှင်ဒါကွဲလဲမှာလေသူအနေနဲ့တော်တော်ခြေစမ်းကောင်းတယ်ဒါခြေစမ်းတည်ရင်လည်းကစားသမားပေါင်းများစွာလေစုဖွဲ့ထားတဲ့အသင်းဖြစ်တဲ့အတွက်ဒီနှစ်သိန်းကတော်တော်လေးကိုဒါတိုက်စစ်ဖွင့်ပြီးတော့ဗောနော်ဒါအပြန်လန်တိုက်စစ်ချိန်ချောက်မှုတွေလည်းတော်တော်လေးကိုကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တင်သုံးသပ်ချင်ပါတယ်ဒီနေရာမှာပေါ့နော်ကျွန်တော်ဒါနီးပြဟန်စီဖလက်အနေနဲ့သူတို့ဟိုးအရင်တော့ကစားခဲ့တဲ့အတိုင်းဒါ highline defense ကိုအရင်တင်မထားဘဲနဲ့ဗောနော်ဒါပုံမှန် normal လောက်မှာထားပြီးတော့ဒါဒီသူ့ရဲ့ flat နှစ်ဖက်ကနေပြီး attacking ဖွင့်ကစားမယ်ဆိုရှင်သူ့ရဲ့အဓိက main player ဖြစ်ကြတဲ့ Rafinha နဲ့ Lamine မယ်ဒီနှစ်ဖက်စလုံးကလည်းတော်တော်လေးကိုဒါတော့ projective ဖြစ်တဲ့အတွက်ဒါ Borussia Dortmund အသင်းအနေနဲ့ဒီတိုက်စစ်အတွေ့ကိုတော်တော်လေးရင်ဆိုင်ရမယ့်အနေအထားမျိုးမှာရှိရဲ။ဘာလို့ဆိုတော့ Borussia Dortmund အသင်းနဲ့ဒါသူတို့ German Bundesliga မှာပဲနော်ဒါတောင်အသင်းတွေကိုဂိုးလက်ကူပေးရလေးရှိတယ်။အဲဒါတော့တကူအရင်နဲ့ပေးရလေးရှိတယ်ဖြစ်တဲ့အတွက်ဒီလိုမျိုးဘာစီလိုနာလိုမျိုးကျွန်တော်ဒါတိုက်စစ်ဆွမ်းရည်ပြမှာအသင်းတွေနဲ့ရင်ဆိုင်ရမယ့်အခါမျိုးမှာဆိုတော့သူရဲ့ခန်းစစ်ကနိုင်ငယ်တော့ကျွန်တော်ဒါမေကုတ်ထုတ်စရာရှိရဲ့အနေထားမျိုးမှာလည်းဒါကြုံရမယ့်အနေထားမျိုးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ရဲ့အမြင်ကိုပြောပါဆိုရှင်ကိုပေါ်သွားနိုင်တယ်ကိုပေါ်ပြီးတော့ကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့ဘာစီလိုနာအသင်းပေါ့ကကျွန်တော်အနေနဲ့နေချင်ပါတယ်ပြောရင်းနဲ့ပဲကျွန်တော်ဒီပွဲစဉ်လေးသုံးသပ်ချက်နဲ့ကိုကျွန်တော်ဒီမှာပဲထုတ်သတ်လိုက်ပြတယ်ခင်ဗျာပရိသတ်တွေရဲ့အမြင်ကိုလည်း comment box မှာဝင်ရောက်ဆွေးနွေးပြတော့မြတ်တာရက်ခံရှင်းနေပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ